ပစ္စည်းအလုံးကထောင်နေမမဝိုင်ကလဲနေရဆိုတော့မျက်လုံးလှည့်စားထားတဲ့နေရာပေါ့နော်ဝါအမလေး squid game နဲ့ဂိမ်းထဲကိုရောက်သွားတယ်လို့ပဲတော့ခြေလမ်းမှားလို့ကတော့တခါတည်းဆိုဖြစ်သွားမှာပေါ့နော်ဂိမ်းနဲ့ဆော့ရမှာပါဟာသွားပြီหนีသွားပြီရှုံသွားပြီရှုံသွားပြီခဏရတော့ပြန်စမယ်ပေါ့နော်သူ့ရဲ့သဘောကဘယ်လိုဆော့ရလဲဆိုတော့ဘယ်လိုလဲမသိဘူးအပြာကိုလိုက်နေရလားမသိခဲ့ကြပါဝါဒါရကြတော့ hidden place လားမသိဘူးရောလူရိတ်ကလည်းကိုလူရိတ်လားသူများလူရိတ်လားမသိဘူးအဲ့ချက်လာပြီးတော့အိုးဟိုနေရာလေးကိုရိတ်တွေဒီနေရာလေးတွေတက်ပစ္စည်းအလုံးကထောင်နေမမဝိုင်ကလဲနေရဆိုတော့မျက်လုံးလှည့်စားထားတဲ့နေရာပေါ့နော်တောက်တက်ကြီးကတ်နေတယ်လို့ဖြစ်နေလားမသိဘူးဒီနေရာကဘယ်လိုရရမှာအော်တီးပြီလှည့်ကားနေပြီးတော့ပြုတ်ကျလာတဲ့ပုံစံမျိုးရရမှာပဲဝါမိုက်တယ်ဟော step ladder တွေပေါ့နော်အဲ့မှာတစ်ယောက်ကပြုတ်ကျနေဘာကြီးလဲဆိုအယုတ်ကလေးတုံးရင်အသေးလေးပေးလိုက်အောင်အသေးလေးပေးမယ်ပြောနေတာတွေ့လားညာခေါ်လာတာခလေးတွေစော့နေတော့မှာပဲတုံးတော့ကလည်းတက်လာရဲတာဘာမှကြောက်ကြမဟုတ်ဘူးမကြည့်ဝါမကြောက်တော့ဘူးတုံးကနော်တုံးတော့တတိရှိပါ යි နော်မကြောက်တော့ဘူးနော်ဝါတုံးရင်ငါလေးနဲ့တူတူရောက်ပါပြီဝါတုံးကတော့လုံးဝမကြောက်တော့ပါဘူးဝါလို့တွေတော့မပြောနေပြီရှေးဟုတ်တယ်ရေပေါ်ရောက်သွားပြီဟာရေပေါ်ရောက်သွားပြီဟာရေကလမ်းလျှောက်လို့မရဘူးလေလုံးမရမှာလေလို့ဟောတတိုင်းလာနေပြီနော်ငေါငေါလွိုင်းကလေးဝါဒီနေရာလေးကကြတော့အမှတ်တရရေးတဲ့နေရာလေးပါ sticky note ဘက်လေးလည်းထပ်ထားတယ်ရေးပြီးသွားပြီဆိုရေးစာလေးတွေကိုစာထိုက်ပုံးတော့ထည့်ထားတာမမဝိုင်ဘာရေးရင်ကောင်းမလဲဆိုတော့မမဝိုင်ရဲ့တဲတုံးလေးတွေကိုအရန်ချစ်တဲ့အကြောင်းလေးရေးလိုက်မယ်ကဲခဲ့ပြီနော်တဲတုံးလေးတို့လည်းဒီ space and time qplex ကိုရောက်တဲ့အခါမှာဆိုရင်မမဝိုင်ရေးတဲ့စာသားလေးကိုလာရှာကြည့်ကြနော်မမဝိုင်တို့ရဲ့ blog လေးကိုအဆုံးထိကြည့်ပေးသွားတာကျေးဇူးပါမစော်ဘူးမစော်ချင်ဘူးကြောက်တယ်ဆိုတဲ့ကလေးလေးကလည်းလေထွက်ပါမယ်ဆိုတာဆွဲခေါ်လို့တော့မရတော့ဘူးဟုတ်လားပြောလားတော့ပြောတယ်ပြောလားတော့ပြောတယ်ဘိုင်ဘိုင်လို့